မေတ္တာစစ်ကလူတိုင်းနဲ့မထိုက်တန်ဘူးဘသူ့ကောင်မှပြစ်တင်လို့မရတော့ကိုယ့်ဖြစ်နေကိုယ်သာရှိပါစေတော့ပေါ့ကိုပေးတဲ့မေတ္တာတွေကအသွားရှိရင်ပြန်ရှိမယ်ကိုချစ်တာကို तू သိမယ်ပဲထင်ခဲ့မိတာတကယ်တော့ဗုဒ္ဓကအတိအကျဟောခဲ့တာရှိတယ်မေတ္တာပေးမေတ္တာပြန်မရဘူးတဲ့ကိုပေးတဲ့မေတ္တာကမှန်ရင်ရောင်ပြန်ဟတ်တာခံရမယ်တဲ့အဲ့တော့စဉ်းစားမိတာကကိုပေးတဲ့မေတ္တာကမှန်ပါရဲ့နဲ့ဘာကြောင့်ကိုယ်စီပြန်မလာခဲ့တာလဲပေါ့တကယ်တော့ကိုပေးလိုက်တဲ့မေတ္တာလင်းအောင်တွေကကြေးမုံမှန်မှမဟုတ်တာလင်းမပြန်အယောင်မဟတ်တဲ့နန်းဘေးကကြောက်တုံးဆိုတာကိုမသိခဲ့တာပါပဲကိုချစ်တဲ့လောက်ပြန်ချစ်တာမခံရတာကကိုမေတ္တာကြောင့်မဟုတ်ပါဘူးကိုပေးတဲ့မေတ္တာကနေလိုလာလိုပါပဲခံယူတဲ့လူကအပူအေးခွဲခြားတတ်ဖို့နဲ့လိုသလိုသုံးချလို့ရတယ်မလိုအပ်တဲ့သူကိုမေတ္တာတွေပေးနေမိပြန်ရင်လေကိုမေတ္တာတွေကအလကားပဲကိုပေးတဲ့လောက်ပြန်မရရင်လည်းဘယ်တော့မှစိတ်မကွက်နဲ့ကိုမေတ္တာတွေစက်မှန်ဖို့အဓိကရမလားဒီနေ့တော့မေတ္တာတွေရောင်ပြန်ဟတ်လာအောင်ပါဘဝမှာမေတ္တာကြောင့်အေးချမ်းပြီးမေတ္တာကြောင့်ပဲနှွေးထွေးခြင်းကိုလိုလိုပြန်တွေ့မှကိုမေတ္တာတွေပေးပြီးတော့သူ့မေတ္တာတွေခံယူပါမယ်ဗျာ